ဒီ video file မှာကျမတို့နည်းနည်း confuse ဖြစ်တဲ့စကားလုံးလေးနှလုံးအကြောင်းကိုရှင်းပြပေးပါမယ်။အဲ့ဒါကတော့ change နဲ့ exchange ဖြစ်ပါတယ်။အဲ့တော့ change ကလဲတာexchange ကလည်းလဲလေတာဆိုတော့အဓိပ္ပာယ်အားဖြင့်နည်းနည်းစင်တူရလို့ထင်တာဒါမှမတူဘူးပေါ့နော်အဲ့တော့ change ဆိုတာကတော့ပစ္စည်းတစ်ခုခုကိုလဲလှယ်လိုက်တာလူတစ်ယောက်ယောက်ကိုလဲလိုက်တာပေါ့နော်အဲ့လိုပုံမှန်အတိုင်းလဲလိုက်တာကိုဒါ change လို့သုံးတယ်အဲ့တော့ exchange ကတော့သူကလဲလှယ်တယ်ဆိုတဲ့သဘောကဖလှယ်တယ်ဆိုတဲ့သဘောပေါ့ကိုကသူများတစ်ခုကိုယူလိုက်မယ်ကိုတစ်ခုကိုသူများကိုပေးလိုက်မယ်ကိုကလည်းယူမယ်သူများကိုလည်းပေးတယ်အဲ့လိုမျိုးအလဲလှယ်လုပ်တဲ့ကိစ္စဖလှယ်တဲ့ကိစ္စမျိုးကို exchange လို့သုံးပါတယ်အဲ့တော့ဥပမာအနေနဲ့ပေါ့နော်အဲ့တော့ကျမကစပင်အရာကိုပြောင်းလိုက်တယ်ဆိုရင်ဒါကရိုးရိုးပြောင်းလဲတာဖြစ်တဲ့အတွက် change ကိုသုံးမယ် I change my hair color နော် I change my hair color okay အဲ့တော့ကျမရဲ့ဒီအပြာရောင်ဘောပင်ကိုမင်းရဲ့အနီရောင်ဘောပင်လေးနဲ့ကျမလဲချင်ပါတယ်လို့ပြောမယ်အဲ့ခါကျတော့ကျမရဲ့အပြာရောင်ဘောပင်သူ့ကိုပေးပြီးသူ့ရဲ့အနီရောင်ဘောပင်ကိုကျမကယူမှာဖြစ်တဲ့အတွက်ဒါဆိုရင်လဲလှယ်တာဖြစ်တဲ့အတွက် exchange ကိုသုံးရပါမယ်ဆိုတော့ I would like to exchange my blue pants with your red pants နော်ဒါဆိုရင်လဲလှယ်လိုက်ပြီဆို okay ဒါဆိုကျမအနီဘောပင်အနီလေးရသွားပြီသူ့ကိုအပြာလေးပေးလိုက်တာနော် okay ဒါဆိုလို့ရှိရင် change နဲ့ exchange ကိုဘယ်လိုလေးခွဲသုံးရမလဲဆိုတာလေးကိုဒီ video file ကနေနားလည်သွားမယ်လို့ထင်ပါတယ်အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်နေဆိုရင် Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ် video ကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်